ကျွန်တော်တို့ကအမတ်73ဒုက္ခစီစကန်ဘလောက် F4 မှာArkan Community High School ဆိုပြီးတော့ကျွန်တော်ကြုံပွင့်တာအခုကတနေ့နေ့ပါကြော်ရှင်းနေပြီအဲ့ဒီမှာကျွန်တော်တို့အခုကြော်တဲ့ကနေဒါသမတဲ့အတိခတမတဲ့ကနေဒါသမတဲ့အတိကျွန်တော်တို့ကစာသင်ပြပြီးတော့အခုက mid exam ပေါ့ဗျာ mid exam ဆိုတော့ပထမနိုင်ဝန်ဆမ်းမဲ့ပွဲဆက်ဆက်နေတဲ့အခုနေရမြောက်ရှင်းနေပြီသူတို့ကဒီနေ့ကျတော့အင်္ဂလိပ်စာပဲပြင်နေတယ်အင်္ဂလိပ်စာပေးတာကြတော့ကလေးတွေကကျူးစားပြီးတော့အားတာအန်တိုင်းနဲ့သူတို့ကျူးစားပြီးတော့စာပတ်တယ်ကျွန်တော်တို့လည်းပဲဖျားတာဟာဘူးမင်းတို့မှဒီလောက်တီးဥပမာနဲ့အကန်တီးအနေဆက်ပြီးတော့ကန်ငါတီးပြတော့ဆိုတော့ဒီတိမှာပဲမင်းတို့ဆံမွေးပွဲတေးပါမယ်မင်းတို့ဒီဥစ္စာကိုအယုံဆိုင်ပြီးတော့မှကျူးစားပြီးတော့စာကိုပတ်တော့ပိုက်ရင်လည်းပဲမင်းတို့ဆံမွေးပွဲပြင်နိုင်မယ်ဆိုပြီးတော့သူတို့အရင်တုန်းချူတင်ပြောပြီးသားရှိတယ်သူတို့လည်းပဲနဲ့ချိုးစားတာလည်းမဟုတ်ဘူးအများကြီးချိုးစားတာကိုကျွန်တော်တို့မြင်မှုတယ်နောက်တစ်ပြီးတော့သူတို့ဒီမှာဆံမွေးပွဲခန်းထဲမှာဝင်ပြီးတော့ပူကြတာတို့နောက်ထပ်ပြီးတော့ဒုမြတ်ဆရာနဲ့ဆွဲတာတို့ကြည်တာတို့အဲ့လိုမရှိဘူးကျွန်တော်တို့ကလက်ထွေးမြင်မှုတယ်သူတို့တန်းနိုင်တဲ့မြတ်ပြေခဲ့တော့ဗောဗျာအဲ့လိုဆိုရင်ကျွန်တော်တို့ကဒီဥစ္စာကိုဒီဒုက္ခစီ second situation မှာကျွန်တော်တို့ပညာရေးကိုပြိုတင်မြင်တဲ့ဘွဲအတွက်ဒီလောက်ထိချူသားပြီးတော့မှကျွန်တော်တို့ဒီတိသွားလို့ရတာတော့ကျွန်တော်တို့ကံကောင်းတစ်ခုပြောလို့ရပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ကလည်းနောက်နောင်ကြတော့ဒီတိုင်းချူသားပြီးတော့မှကျောင်းတွေကိုဒါသမားတဲ့ကနေနောက်နိုင်မှာကျွန်တော်တို့ကစဉ်းစားနေတာစတတာနောက်တက်ပြီးတော့ဆန္ဒတန်တီဖွင့်ဖို့စဉ်းစားတယ်ကျွန်တော်တို့ကလည်းပဲပြသမားကောင်းတွေလူရေးချေပြီးတော့တားခဲ့တယ်။ဘာကြောင့်ဆိုတော့ကလေးပညာရေးတူတယ်မြင့်တက်ဖို့အတွက်ကျောင်းသားတွေလည်းပဲသူတို့စာကိုစိတ်ဝင်စားတာကြိုးစားတာကိုမြင်မှုတယ်။အင်ရှာလာကျွန်တော်တို့ကပြောချင်တာကြတော့ဒီလူဒုက္ခစစ်စကန်တမှာသူတို့ပညာသင်ခဲ့တာကြတော့တော်တော်လေးပဲဝင်လာပါတယ်။နောက်တက်ပြီးတော့မြန်မာတန်တုံးသင်ရင်လည်းပဲသူတို့ကိုစံမှုပဲသိခဲ့တယ်။ဒါပေမဲ့မြန်မာပုံစံမျိုးဆက်ဆက်ဘူးအတွက်သူတို့ကိုခုံတင်ခုံလို့ဘာလို့ပြေလို့မရတာနောက်တက်ပြီးတော့သူတို့ကိုနေရတိုင်ခင်းတယ်ပြေလို့မရတာအကုန်လုံးက shelter ပဲဖြစ်နေတယ်။သူတို့ကိုနောက်လောင်ရှည်ပြီးတော့မှနေရတော့ကိုပွင့်လို့ရအောင်ကျောင်းတစ်ကျောင်းပွင့်လို့ရအောင်အဲ့လိုစီစဉ်လို့ကိုအစီအစဉ်မရှိတာနဲ့ home base shelter base ဆိုပြီးတော့ကျွန်တော်တို့စာသင်ပြရတယ်။ဒါပေမဲ့တော်တော်လေးစင်ကောင်းမှုအများကြီးရှိတယ်။ဒီစင်ကောင်းမှုထဲမှာသူတို့စာကိုစူးစမ်းပြီးတော့မှဇက်ဝင်တစားနဲ့စူးစမ်းပြီးတော့သူတို့စာကိုသင်နေတာကြတော့တော်တော်လေးဝင်သားပါတယ်။ကျွန်တော်တို့တရားသမားတွေလည်းပဲစူးစမ်းပြီးတော့သူတို့စာသင်ပြရတယ်။ဒါကြောင့်မလို့ကျွန်တော်တို့က community ဟန်ဂျာ community တွေမှာပညာဆိုတာဘယ်လောက်အရေးကြီးတာလဲ။ပညာဆိုတာဘယ်လောက်တန်ဖိုးရှိတာလဲဆိုတော့သူတို့အခုလည်းပဲနားလေတယ်ဒါပေမဲ့နားလေအောင်ကျွန်တော်တို့တက်ကတည်းလေး meeting ပုံစံမျိုးပေါ့ဗျာ။ကျောင်းသားဆရာဝန်ကျောင်းသားတွေကလည်းဝယ်လို့ပြီးတော့သူတို့ကိုပြောထားတာရှိတယ်မိတို့စာကိုကြိုးစားပါအောင်စာကြိုးစားရင်ဘယ်လိုဖြစ်နိုင်လဲဒါမှမဟုတ်ကျွန်တော်တို့ကအခုပေါ့နဲ့ပြောရင်ဆိုတော့ education မရှိတဲ့ကောင်တွေကဘယ်လိုဖြစ်လဲပညာရှိတဲ့ကောင်တွေကဘယ်လိုဖြစ်လဲအဲ့ဒါကိုနမူနာပြပြီးတော့မှကျွန်တော်တို့ကသူတို့ကိုနည်းနည်းပြောပြတာလည်းရှိတယ်နောက်တစ်ပြဆရာဝေလို့ပြီးတော့ပြောထားတာလည်းရှိတယ်ဒါကြောင့်မလို့ကျွန်တော်ကဝမ်းသာတာကြတော့တက်ပြီးတော့ပြောနေတာဝမ်းသာတာကြတော့တော်တော်လေးဝမ်းသာတယ်ဘာကြောင့်ဆိုတော့ဒီဒုက္ခစကန်စိတ်တည်ငြိမ်မှုမရှိတဲ့ဥစ္စာတွေမှာကျွန်တော်တို့အခုလာပြီးတော့မှစာအုပ်ကျူးစားပြီးတော့သင်နိုင်တာကိုတော်တော်လေးဝမ်းသာပါတယ်ဥပမာနဲ့ကွန်ပျူတာကိုပြောမယ်ဆိုတော့ဘလူအင်္ဂလိပ်စာပုံစံမျိုးကျွန်တော်တို့ကွန်ပျူတာကိုပွင့်ထားတာရှိတယ်ကလေးတွေကိုလည်းအဲ့ဒါပြရတယ်ပတ်ပြရတယ်ပြောပြရတယ်အတိတ်ပဲရှင်းပြရတယ်ဘလူလဲဆိုတော့ကွန်ပျူတာထူလေးပဲအဲ့ဒါတွေက1 2 3 time is away from 3 Russian and Swedish Nobama category we are in a set factory ဆိုပြီးတော့သူတို့အဲ့ဒါကိုရှင်းပြရတယ်ရှင်းပြတာနဲ့သူတို့လင်းလင်းနက်နက်နားထောင်ပြီးတော့အယုံဆိုင်ပြီးတော့မှသူတို့ကိုအဲ့ဒါတွေကကြားပြီးတော့မှပြင်ရတယ်ကိုတက်နိုင်စမြကြိုးစားတာရှိတယ်ဒါကြောင့်မလို့ပြောချင်တာကျွန်တော်တို့ community လူတွေကိုကျွန်တော်တို့လူတိုင်းအားပဲသားသမီးရှိတယ်အဲ့ဒီသားသမီးတွေကိုပညာရေးမြင့်တဲ့ဘွဲအတွက်ပညာကိုကြိုးစားဘွဲအတွက်ဥပမာနဲ့မထက်နိုင်တဲ့ခွန်တွေကိုလည်းပဲကျွန်တော်တို့ပတ်စာမွေဘူးပဲနဲ့သူတို့ကိုပြတာလေအဲ့လိုလဲရှိတယ်ဒါပေမဲ့ဘာကြောင့်ဆိုတော့ပတ်စာဆိုတာဘယ်ပဲနိုင်မှာလဲပညာတန်ဖိုးဆိုတာဘယ်သူမှပဲလို့မရဘူးဒါပေမဲ့အဲ့ဒါတွေကဥပမာနဲ့100 200 300ဆိုတာသူတို့ကျောင်းသားတွေကပင်တဲ့ခွန်လာတွေပုံစံမျိုးပါပဲကြာဒါပေမဲ့အဲ့ဒါတွေကမပဲရင်လည်းပဲသူတို့စာကိုစိတ်မဝင်စားဘူး
ဒါကြောင့်မလို့ဆရာတွေကသူတို့ရောစူးစီးပြီးတော့အဲ့ဒါကိုလောက်တာရှိတယ်ဒါပေမဲ့ကျွန်တော်တို့လည်းအဲ့ဒါကိုပဲပြင်ပြီးတော့မပဲ့နိုင်ရင်လည်းထားလိုက်တော့မင်းတို့ပညာပဲအရေးကြီးတယ်ဆိုပြီးတော့သူတို့အဲ့လိုပြောပြတယ်မိဘတွေကိုလည်းပြောပြတာရှိတယ် parent meeting ရောနောက်ထပ်ပြီးတော့ကျောင်းသားရဲ့ကျောင်းသားခိုးလုံးကိုပိတ်ခေါ်ပြီးတော့မှကျွန်တော်နေရာတစ်ခုမှဆိုးပြီးတော့အဲ့ဒါကိုရှင်းပြတာလည်းရှိတယ်ဒါကြောင့်မလို့ပြောချင်တာဒီဆိုကဒုက္ခစကန်ထဲမှာပညာသင်ခွင့်ရတာနဲ့တော်တော်လေးဝင်တာပါတယ်ကျွန်တော်အနေနဲ့ဒီလောက်နဲ့နေကုန်းချုပ်ပါတယ်ဆလာမအလိုင်ကွမ်ဝရဟ်မတ်တူလာဟီဝဘရကာတူ